ဒီမှာကြည့်အောင်လှလိုက်တာဆိုတာကဲ16 19 14 15နေပြီးတော့နော်ဒါအပြုံမတွေထိဝေးလို့ရတယ်ဒါတွေတင်လားဆိုတော့နောက်တောင်းမယ်နော်ကြီးတဲ့ဒီဇိုင်းတော့မှဒါကလေးဒီဇိုင်းကိုပြတာပုံစုံယူခြင်းတဲ့တူတွေပုံစုံဆိုတာ10တယ်ယူရမယ်10တယ်ကနေပြောခါကြတော့နှမို့ဆိုရင်ဒီပုံလေးကြည့်ပဲကလေး site ကိုတက်လေးက10တယ်ရပါအခုကလူကြီးရောကလေးရောလူလက်ကောလူငယ်ကောအစုံကမှမတက်တော့ကလက်ကားစီ8000ဖြစ်ပါတယ်ရှင်အပြင်မှာဆိုရင်ဒါလေးက18000 19000ဝန်းကျင်ရှိရပေါ့နော်အခုဆိုရင်ငွေ8000နဲ့ရောင်းချပေးမှာပါโอเคဒီမှာရှင်းမိုင်တယ်နော်ဒါဘောင်းမိရှည်ရှင်းမိုင်တယ်လေးတွေဒါမျိုးလေးတွေပါမယ်အဆုံးဆုံးကလေးရောလူကြီးရောအကုန်လှစေရမယ်ကွယ်ဒါမျိုးလေးတွေကဲဒီမှာနော်ဒါဆိုရင် floral နော်ဒီလိုမျိုးအရှည်ကြီးတွေပြီးရင်ဂါဝင်းတွေနော်အဆုံးဆုံးအဆောင်မှတက်လေးတော့ဘယ်လိုပြောဝယ်ရမလဲဆိုရင်မတက်ရေနော် site ကြီးက9တယ်နော် site ကြီးက9တယ် site သေး9တယ်အဲ့လိုဝယ်ခြင်းလည်းရတယ်ရာရှိသမားတွေအတွက်တီးတန့်စီတက်တက်ရှိပါတယ်ဒါဆိုဖြောတဲ့ကာဝယ်မှာတက်တော့ကွန်တိန်နာကြောက်ဖောက်တဲ့အချိန်တောင်မှနော်အလူအရဲ့ဒီလိုခေါင်းဝဲတစ်ထည်ထွက်ဖို့ကြီးအကြီးကိုမတက်ရှိမှလာလူဝယ်တဲ့လူတိုင်းတည်တယ်အဲဒီဆိုရင်ကွန်တိန်နာကြောက်1000ခွဲနော်1000ခွဲအဲ့ဒါတော့လက်ကစီတစ်ထည်ချင်းဆို2000လောက်ရောင်းတယ်အခုဆိုရင်ကြည့်ပါအောင်နော်8000နဲ့နော်8000ကျပ်နဲ့ဒါလေးရရှိမှာဖြစ်ပါတယ်ဆက်ပြပေးပါမယ်โอเคတော့တို့ရေဒီမှာကြည့်ပါအောင်တော့လိုက်တာဆိုတာဖုတ်ဖုတ်လေးနော်မိုဟာနာ1 set တွေအဲ့ဒါကြီးလဲ8000နဲ့ထည့်ပေးမှာမိုဟာနာကြီးတက်ရထည့်ပေးဆိုလို့လည်းမရဘူးเนาะဒါလေးဆိုရင်မိုဟာနာပလဲပေါက်လေးတွေပြီးရင်ဒါဆိုရင်ဗျောင်းเนาะ1 set เนาะအဲ့ဒါကြီး8000အပြင်မှာဆိုတဲတို့ကဈေးပိုသိပါတယ်ဟိုက like တွေအရန်တွေလွှင့်ကြတာဆိုတော့เนาะ like တွေလွှင့်နေ TikTok တွေမှာတွေ့ရပါလိမ့်မယ်ဒါတွေဆိုရင်8000တန်လားမတန်လားတဲတို့ဒါဆုံးဖြတ်ပါတန်နေဆိုဥလိုက်တာဘန်ကောက်တဲ့ PKK ထဲရောက်ပါနေတော့ဒါဆိုင်ပြုတ်မလို့အစုံရတာပေါ့နော်ဆိုင်ပြုတ်ဆိုတာလုံးဝဒါအတစ်ဆက်ဆိုင်ပြုတ်ပါရှင်အစုံကိုလည်းဝေးရအောင်မယ်ဈေးတန်လေးငွေ8000နဲ့လည်းဝေးရအောင်မယ်ရှင်အဲ့တော့ဆက်လက်သားကြည့်ရှုဦးလောက်လိုက်တာနော်ဒီမှာကြည့်အောင်မေးပေးအောင်စိုက်ကြီးသမားတွေရလားဆိုတော့စိုက်ကြီးသမားတွေလည်းရတယ်အစုံလောက်အောင်ပဲထည့်ပေးပါမယ်ဇူတက်ထွက်ကရောင်းပြီဆိုတာနဲ့စိတ်ချလက်ချနော်ရွှေရအစာတဲလေးတို့ဒါဝယ်နေရဒီပတ်စံ9000 8000ဆိုတာတဲတို့တွေဘာမှမဟုတ်ဘူးရွှေတောင်မှ quality ကောင်းနဲ့ဈေးတက်တန်ကိုရောင်းပေးတရားကိုကြည့်တော့အမေလောက်လိုက်တာပွက်တက်လို့တော့ဒီမှာဘလင်းနဲ့အရန်လှတော့နော်ဒီမှာကြည့်အောင်ဒါလေးဆိုလေတလွာဘုံပုံစံဒါပေမဲ့တလွာဘုံမဟုတ်အပိတ်လေးရှုပ်ပါလှလိုက်တာဒီမှာကြည့်အောင်နော်ပိတ်ဖောက်တွေရှီဖောက်တွေဆွဲသားဇာတွေအစုံလုံးပါတယ်နော်ဒါကြီးကို8000နဲ့ဆိုတာအရန်ကိုတန်နေပါပြီစောနာဆို1 set လေးဒါလေးဆိုတာဝင်လေးကိုရီးယားစတိုင်ပွက်ရွလေးဒီမှာနော်ဝတ်လို့လှပါတယ်ရှင်ဒါကြီးကအထည်ရတောင်းနဲ့ရှိတာမို့လို့တဲလေးတို့ဥမာလက်ကားလိုချင်နေဆိုရင်အထည်ရရှိသမားဆိုရင်ရရှိသက်သေးပေးမယ်ပေါ့နော်ဒါလေးဆိုအရန်ကြိုက်နေတာခုမှထွက်တာငါ fashion ဆိုင်တွေပေါ်မှာတော့သိရင်တိတ်ပြောတာမရှိသေးဘူးပေါ့နော်စိုက်ကြီးလေးကြီးရတော်တော်လေးလှရပြဒီမှာစကတ်ပေါ်မှာအကောင်လုံးမှာ8000နော်အိမ်ရောစကတ်ကိုမှ8000မှာစကတ်လေးကနဲလို့ပါဥမာဒီမှာကြည့်